လာခြင်းပြိုင်မဲလေးနိုင်မှာပါလူသားတိုင်းချက်ပေါ်ပြီးလာသူရဲ့ဘသူမှမင်းရဲ့အလားကိုလိုက်တူလို့ရဲ့မမီနိုင်နဲ့ရွှေသမီးမျက်လုံးနဲ့ဇင်ရောင်တော်မျက်ခုံးလေးရဲ့မင်းအလားတွေကိုပါရမီဝိုင်းလို့ဖြည့်စည်ထားတယ်ရှားစဝင်တဲ့ကပပဝတီများလူပြေဝင်လာထားသလုံးနဲ့မင်းလာတွေပေါ်ကိုရွှေဘဝင်အသေးပွင့်မှာဖို့ညနှုံးမိသူကိုသာတကယ်မင်းလေးအပေါ်မှာကိုချစ်တွေရဲ့မြင်မို့တောင်းတဲ့အဆတရားသာလုံးနဲ့အချစ်ချင်းပြိုင်တို့ကနိုင်မှာပါ